မျော်လင့်ထားသလိုဖြစ်မလာတဲ့အခါကြုံလာတဲ့အခါမှာဒါတွေကိုကျွန်တော်တို့ဘယ်လိုတုံ့ပြန်မလဲပေါ့ကိုပေးစရိုက်ပြန်ရမယ်လို့ပုံသေးတွက်လို့မရပါဘူးပေးဆက်မှုတွေမှာမျော်လင့်ချက်တွေမပါဘဲနဲ့ပေးဆက်တာကအကောင်းဆုံးပဲဖြစ်ပါတယ်ကိုပေးဆက်လိုက်တဲ့အရာတွေကဘယ်လို result ဘယ်လိုရလဒ်ဖြစ်လာမလဲကောင်းလားဆိုလားဆိုတာကျွန်တော်တို့မသိနိုင်ဘူးဖြစ်တယ်ပေါ့ဒါတွေကိုခံနိုင်ရရှိစွာနဲ့ရတဲ့ရလ result ပေါ်မှာမူတည်ပြီးတော့ရရှိခြင်းအပေါ်မှာကျင့်တတ်ဖို့လိုတယ်ရရှိခြင်းအပေါ်မှာကိုပြုပြင်ပြီးတော့ဘယ်ဟာတွေကအားနည်းတယ်လဲဘယ်ဟာတွေကအားသာလဲကိုရှစ်ဆက်ဘာတွေလှုပ်ဆောင်တတ်တယ်လဲဆိုတာကိုပြန်ထိန်းကြပြီးတော့ကိုသုံးသပ်ပြီးလှုပ်ဆောင်မယ်ဆိုရင်တော့သိကောင်းမှာဖြစ်ပါတယ်ဥပမာအားဖြင့်မေတ္တာပေးရင်မေတ္တာရတယ်ဆိုတာကလောကနေရာမှာဖြစ်တယ်တကယ်တော့မေတ္တာပေးပြီးတော့အမုန်းတွေသာပြန်ရကြတဲ့သူတွေလည်းအများကြီးရှိတယ်ဒါတွေကိုလည်းပဲထက်စဉ်းစားရမှာဖြစ်ပါတယ်ဘယ်အရာကိုမှပုံတည်တွက်ထားလို့မရပါဘူးယာဒီအလီလီပြောင်းလဲနေတယ်လို့ပဲတချို့သောလူသားတွေရဲ့စိတ်ထဲမှာလည်းပဲရှိရင်လည်းတစ်မျိုးမရှိရင်လည်းတစ်မျိုးအမျိုးမျိုးပြောင်းလဲတက်သွားတယ်ပြောင်းလဲတက်ကြတာလည်းပဲသဘာဝပဲလောကနေရမှာပဲဒါကိုနှလုံးသွင်းပြီးတော့လက်ခံနိုင်ဖို့လိုပါတယ်ကိုဘေးကိုရောက်လာတာကကိုခင်လို့တန်ရုံးစင်ရှိလို့ကိုနဲ့မိတ်ဆွေဖွဲ့ချင်လို့ကိုနဲ့ရင်းနှီးချင်လို့ရောက်လာတဲ့သူတွေရှိသလိုကိုစီကိုလာပြီးတော့ကိုအတုံးချဖို့ကိုရဲ့လက်ဝက်ချက်တွေကိုသိဖို့ကိုရဲ့အားနည်းချက်တွေကိုလေ့လာဖို့ရောက်လာတဲ့သူတွေလည်းရှိတယ်ဆိုတာကိုလည်းပဲကိုသတိထားဖို့လိုပါတယ်ဒါကြောင့်ကိုဘေးနာကိုရောက်လာတဲ့သူတိုင်းကနော်ရောက်လာတဲ့သူတိုင်းကကိုလိုလူမျိုးပဲကိုလိုစိတ်ဓာတ်ပဲဆိုပြီးတော့ပုံသေးတွက်ထားပြီးတော့ပုံသေးတတ်မှတ်ပြီးတော့အကုန်လုံးအတွင်းရဲ့လက်ဝက်ချက်လက်ဝက်တက်တဲ့အရာတွေအကုန်လုံးဖွင့်မပြောဖို့ရှင်မဖွင့်ပြဖို့အတွက်ကိုအများကြီးယူဆိုင်ရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဓာတွေကနောက်တစ်ချိန်မှာကိုအကြောင်းကိုကိုယုံကြည်ရပါတယ်သူဆိုတဲ့ဒုက္ခပဲကိုနောက်ကွယ်မှာအတင်းတွေတုတ်တတ်တယ်ကိုရဲ့အားနည်းချက်တွေကိုလှုပ်တတ်တယ်ပေါ့နော်ကိုဘယ်လိုပဲပေးစနေပါစေကိုရဲ့ပေးစချက်တွေကိုတမိုးထားတဲ့သူနဲ့တွေ့ရင်နော်ကိုပေးစတိုင်းပြန်မရနိုင်ပေမဲ့လည်းပဲကိုတံမိုးကိုတီးတဲ့သူတွေကတစ်ချိန်မှာဒီတံမိုးကြောင့်သူရဲ့ဘဝမြင့်တယ်မယ်ဒီအရာနဲ့ပဲသူတို့ဘဝကပြောင်းလဲသွားမှာဖြစ်တယ်ဒါမဲ့တချို့သူတွေကတော့ကိုယ့်တံမိုးကိုမသိဘူးဒီမသိချင်းပေါ်မှာပဲဒါကကိုယ့်တံမိုးမသိရပါလားဆိုတဲ့အရာပေါ်မှာသွားပြီးတော့လည်းပဲသွားပူလောင်လို့မရပါဘူးဒါကြောင့်မလို့တစ်ခုပေးတစ်ခုပြန်ရတစ်ခုပြန်ပေးရတဲ့သူနဲ့ပဲစုံတစ်ခုပေးရင်ပြန်မပေးဘဲနဲ့ဘယ်လိုအခြေအနေပဲကိုတုတ်ပြန်ဘာ action ပဲမလာသည်ဖြစ်စေနော်အကျိုးလို့ပေါင်းတဲ့သူနဲ့ပဲဖြစ်ကြုံဆောင်လို့ကြုံခိုက်လို့တွေ့တဲ့သူနဲ့ပဲဖြစ်အတတ်နိုင်ဆုံးကိုယ့်ဘက်ကပေးနိုင်တာတွေကိုပေးပါလမ်းပြနိုင်တာတွေကိုလမ်းပြပါလက်ဆွဲနိုင်တာတွေကိုလက်ဆွဲပါမေတ္တာနဲ့ပေါင်းတဲ့သူတွေကိုမေတ္တာတွေကိုပေးလိုက်ပေးဆက်ခြင်းတွေမျှော်လင့်ချက်တွေမပါဘဲနဲ့အကောင်းဆုံးရှင်သန်ပြီးတော့ပေးလိုက်ပါမျှော်လင့်ထားသလိုဖြစ်မလာခဲ့ရင်ပင်ပန်းမှုတွေနဲ့ခံစားမှုတွေခံစားတတ်ရမှာမို့လို့မျော်လင့်ထားသလိုဖြစ်မလာတဲ့အခါမှာဒီလိုမျိုးအရာတွေဖြစ်တတ်ပါလားဆိုတာကိုနှလုံးသွင်းပြီးတော့အကောင်းဆုံးရှင်သန်ဖို့လိုပါတယ်